ကဲဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်ကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ကိုထုတ်ထားတဲ့ application လေးတစ်ခုအကြောင်းကျွန်တော်ဒီနေ့ Honor review လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MND ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့review လုပ်ပေးသွားမယ့် application လေးရောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်ကိုရောက်နေတဲ့ဒါမြန်မာနိုင်ငံသားတွေမဟုတ်ဘဲနဲ့ဂျပန်ကိုလာဖို့လုပ်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေလည်းအသုံးပြုတင်တဲ့ IOR app ဆိုတဲ့ application တစ်ခုအကြောင်းကျွန်တော်ဒီနေ့ Honor review လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရှေ့မှာ knowledge sharing video လေးတွေရိုက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ချင်းတယောက်ကနေပြီးတော့ကျွန်တော်ကိုဒီ IORS ဆိုတဲ့ application ကဂျပန်နဲ့မြန်မာရဲဝန်းအတွက်ကိုထုတ်ထားတဲ့ application ဖြစ်တဲ့အတွက်ကြောင့်မလို့မင်းကိုယ်တိုင်စမ်းသုံးကြည့်ပြီးတော့ကွာတဲ့တရားကို review ပုံစံမျိုးလေးလုပ်ကြည့်ပါလားဆိုပြီးတော့အကြံပေးတယ်ပေါ့နော်အားကြောင့်မလို့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း App Store ကနေပြီးတော့ချက်ချင်း download ပြုလုပ်ပြီးတော့application ကိုစပြီးတော့အသုံးပြုဖြစ်ခဲ့တာပါ။ကဲမိတ်ဆွေက Android phone ကိုင်တဲ့လူတယောက်ဆိုလို့ရှိရင်လည်းဒီ application ကို Google Play Store ကနေတွားပြီးတော့ download ပြုလုပ်လို့ရပါတယ်။ပို့ပြီးတော့ကောင်းတာကဒီ application ကို Google Play Store နဲ့ App Store နှစ်ခုလုံးမှာတရားဝင်တင်ခွင့်ရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ application ဟာစိတ်ချယုံကြည်လို့ရတဲ့ application လေးတစ်ခုဖြစ်ပါတယ်။ကဲဒီတော့ကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်လိုက်တဲ့အခါမှာဒီ IORS ဆိုတဲ့ application ထဲမှာဆိုလို့ရှိရင်စပြီးတွေ့ရှိတာဒါဂျပန်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအရင်ဆုံးကျွန်တော်တွေ့ရှိရတယ်။နောက်ပြီးတော့စက်ပြီးလေးလာကြည့်တဲ့အခါမှာဒီ application ထဲမှာဆိုလို့ရှိရင် job recruiter တွေခေါ်နေတယ်ဂျပန်ဘက်ကနေပြီးတော့အလုပ်ခေါ်စာတွေနဲ့ဒါအင်ယာမြေဝန်ဆောင်မှုအကြောင်းတွေကိုပါတင်ထားတာကျွန်တော်တွေ့တယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်လေးလာကြည့်တဲ့အခါမှာဒီ IORS ဆိုတဲ့ application ထဲမှာဆိုလို့ရှိရင်အလုပ်ပဲရှာဒါအလုပ် post တွေပဲတင်ပေါ့နော်ဒါအိမ်မဲငါအိမ်ငါ post တွေပဲတင်ဘာခါကြေးငွေမှပေးစရာမလိုပဲနဲ့လုံးဝအခမဲ့ free သုံးပြုလို့ရပါဆိုတော့ကျစ်စီအားတော့ဗျာလုံးဝသဘောကျတယ်ဒီ application ထဲမှာ3မျိုးကြီးတောင်လုပ်လို့ရမယ်အပြင်မှာအခမဲ့တဲ့အသုံးပြုလို့ရမှာဆိုတော့တော်တော်လေးသဘောကျတယ်ကဲဒီတော့ဘယ်သူတွေအတွက်ပို့ပြီးတင့်တော်မလဲဒီ application ကဂျပန်ကိုစရောက်တဲ့မြန်မာလူမျိုးတွေနဲ့ဒါမြန်မာကနေပြီးတော့ဂျပန်ကိုလာဖို့လုပ်နေတယ်ကျွန်တော်တို့ရွှေမြန်မာတွေအတွက်ကိုဒီ application ထဲမှာဆိုလို့ရှိရင်ဂျပန်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအကြောင်းအရာတွေနဲ့ဒါဂျပန်နိုင်ငံရဲ့ရာသီဥတုပေါ့နော်ဒါငလျင်သတင်းတွေတို့ဆူနာမီသတင်းတွေတို့ဒီသတင်းတွေအချက်လက်တွေကိုလည်းဒါရှာဖွေတွေ့ရှိလို့ရမယ်အပြည့်ကိုမှနောက်ထပ်လည်းဒီ application ထဲမှာဆိုလို့ရှိရင်ဂျပန်မှာရောက်နေတဲ့ senior တွေကနေပြီးတော့ knowledge sharing video လေးတွေဒီ application ထဲမှာမျှဝေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုအချိန်ပြည့်အလုပ်သမားတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါအလုပ်ပြောင်းကျင်တာဆိုလို့ရှိရင်ဒီ application ထဲမှာအလွယ်တကူရှာလို့ရတယ်။ကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါ part time job တွေရှားရတာလွယ်ကူပဲပေါ့နော်။နောက်ထပ်သတင်းကောင်းတစ်ခုပြရမယ်ဆိုလို့ရှိရင်တော့ဒါဂျပန်မှာနေနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အိမ်ယာတွေပါပြောင်းရွှေ့ချင်တာဆိုလို့ရှိရင်ဒီ application ထဲမှာစိတ်ချရတဲ့ real estate agent တွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ application ကိုဗျာကျွန်တော်ကတော့ all in one application ဆိုပြီးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်။နောက်ပြီးတော့ဒီ IORS ဆိုတဲ့ application ထဲမှာရှိတဲ့ဒါ category အားလုံးကိုလည်းဘာသာစကား3မျိုးကြီးတောင်မှသုံးလို့ရတယ်ပေါ့နော်။ဒါပထမဆုံးကတော့မြန်မာဂျပန်နဲ့အင်္ဂလိပ်ဆိုပြီးတော့ဘာသာစကား3မျိုးခွဲပေးထားပါတယ်အဲ့တော့ဗျာဂျပန်စကားသိပ်ပြီးတော့မကျွမ်းကျင်သေးတဲ့လူတွေနဲ့ခန်းကြီးအားနေတဲ့ကျွန်တော်တို့လိုညီကိုတွေဆိုလို့ရှိရင်လည်းဒီ application ထဲမှာကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့အသုံးပြုခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝအဆင်ပြေရပေါ့နော်မြန်မာစကားနဲ့အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မေးရမြန်းရတာရေပို့ပြီးတော့လွယ်လွယ်ကူကူရှိသွားတာပေါ့နော်ခန်းကြီးတွေပါနေနည်းနည်းပါရှုပ်နေဦးမယ်ဗျာဟုတ်တယ်မလားဗီဒီယိုကလည်းနည်းနည်းရှည်သွားပြီဆိုတော့ဗျာဒီ IORS ဆိုတဲ့ application ရဆိုလို့ရှိရင်ဒါဂျပန်နဲ့မြန်မာရဲဝန်းအတွက်ကိုထုတ်ထားတဲ့ application တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ်တိုင်စမ်းသုံးကြည့်ဖို့ကျွန်တော်ကတော့ recommend ပေးတယ်ပေါ့နော်ဒီ application ကို Google Play Store နဲ့ App Store နှစ်ခုလုံးမှာ download ပြုလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲ download ပြုလုပ်ပြီးတော့သုံးကြည့်ကြပါပြောရရင်တော့ကုန်းစင်းကြည့်လိုက်ကြပါပေါ့ကဲဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ MND ပဲဖြစ်ပါတယ်